ဒီမျိုးမှာတချို့လူတွေကအရန်ဆင်းရဲလွန်းလို့ယထာလက်မှတ်ဝယ်ဖို့တောင်ပတ်စံမရှိကြဘူးဒါကြောင့်သူတို့ဟာသွားနေတဲ့ယထာနောက်မှာတွန်းလဲလေးကိုချိတ်ပြီးအဲ့ဒီထဲမှာထိုင်လိုက်ပါကြတယ်ဒါပေမဲ့ယထာကအရန်မြန်တော့ခဏခဏပြုတ်ကျတတ်ကြပါတယ်ဒါတော့မှပတ်စံချွေထားဖို့အတွက်ထက်ခါကြိုးစားနေကြတော့မှာပဲဒီအကျဉ်းသား2ယောက်ကတော့ထောင်ထဲမှာအပိတ်ခံထားရတာဖြစ်ပြီးဒီအပတ်အကုန်မှာလွတ်တော့မှာပါဒါပေမဲ့သူတို့ကမစောင့်နိုင်တော့ပဲထောင်ကနေထွက်ပြေးလာကြပါတယ်သူတို့ရဲ့လက်တွေမှာတန်ကြေချင်းတွေခတ်ထားတာကြောင့်အဲ့ဒါကိုဖျက်ဖို့ယထာလန်းစီကိုရောက်လာကြပါတယ်အဲ့ဒီအချိန်မှာယထာတစည်းကရောက်ခါနီးနေပါပြီပထမတော့တားဖြစ်သူကယထာလန်းအလဲမှာမှာပြီးလှဲနေမိပါတယ်ဒါပေမဲ့သူကပပနက်နဲ့သူ့အဖေကိုအလဲမှာလှဲခိုင်းပြီးသူကဘေးကိုဖယ်လိုက်ပါတယ်ခဏနေတော့အဖေဖြစ်သူကလည်းသဘောပေါက်သွားပြီး2ယောက်လုံးဘေးကိုလှဲပြီးယထာနဲ့အဖြတ်ခံရအောင်တန်ချေချင်းကိုပဲလမ်းပေါ်တင်ထားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲယထာကအနားကိုကတ်လာပါပြီဒါပေမဲ့အနားကခြုံပုတ်ထဲမှာရက်နေတဲ့လူဝါကြီးတစ်ယောက်ကဒါကိုမြင်သွားပြီးသူတို့ကိုဖယ်ဖို့အော်ပြောပါတယ်ဒါပေမဲ့ယထာကအရန်နီးနေပြီဖြစ်လို့အကျဉ်းသားတွေကသူ့ကိုမကြားရပါဘူးလူဝါကြီးကနောက်လှည့်သွားပြီးယထာလန်းပေါ်မှာထောင်ထားတဲ့မိုင်းတွေကိုဖောက်ခွဲလိုက်ပါတယ်ဘာလို့လဲဆိုတော့သူကယထာပေါ်မှာပါတဲ့ကုတွေနဲ့ချီတန်ဖိုးရှိတဲ့ရွှေတွေကိုခိုးဖို့စီစဉ်ထားလို့ပါပောက်ကွဲတန်ကြတော့ယထာမောင်သမားကချက်ချင်း break အုပ်လိုက်လို့ယထာကရက်သွားပါတယ်ရုတ်တရက် break အုပ်လိုက်တာကြောင့်ယထာတွေကခီးသည်တွေတယောက်နဲ့တယောက်တိုက်မိကုန်ကြတယ်လို့နောက်ကတွန်းလဲပေါ်မှာပါလာတဲ့သူတွေလည်းပြုတ်ကျကုန်ပါတယ်ဒါပေမဲ့လူဝါကြီးကရဲတွေကိုကြောက်ပြီးထွက်ပြေးသွားတာကြောင့်ရဲတွေကအဖေနဲ့သားကိုပဲဖမ်းလိုက်ကြပါတယ်သူတို့ဟာမကျူးလွန်ခဲ့တဲ့အမှားတစ်ခုအတွက်ထောင်ဒဏ်9နှစ်အပြစ်ပေးခံလိုက်ရပါတယ်